အားလုံးပဲမင်္ဂလာပါရှင် Global Sport အမှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းတွင်ရေပန်းစားနေတဲ့ဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နီးပြနဲ့အဆင်မပြေတာကြောင့်အနာဂတ်မရေမရာဖြစ်နေတဲ့ Vinicius Aston Villa နဲ့စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ Matheus Inter Miami အသင်းနဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့ Messi အာဆီယံဖလားပြိုင်ပွဲပုံစံသစ်ကိုအတည်ပြုကြေညာခဲ့တဲ့ FIFA ဥက္ကဋ္ဌ Infantinoရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ဂျူမီတက်နီးပြအီကောတူနိုအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့နီးပြတဲ့အဆင်မပြေတာကြောင့်အနာဂတ်မရေမရာဖြစ်နေတဲ့ Vinicius ရဲ့သတင်းပဲဖြစ်ပါတယ်။ Real Madrid အသင်းရဲ့ဘရာဇီးကျယ်ပွင့် Vinicius ဟာနီးပြစားပြီးအလွန်ဆိုနဲ့ဆက်ဆံရေးပြဿနာကြောင့်အသင်းကနေထွက်ခွာဖို့နီးစပ်နေပါတယ်။အက်ကလစီကိုပွဲစဉ်အတွင်းလူစားလဲခံရရာကနေစတင်ခဲ့တဲ့ဒီအခြေအနေဟာဗီနီရှက်ကိုဒေါသတကြီးတုံ့ပြန်စေခဲ့ပြီးသူတို့နှစ်ဦးကြားဆက်ဆံရေးပြန်လည်ကောင်းမွန်ဖို့မလွယ်တော့ဘူးလို့သတင်းရင်းမြစ်တွေကဖော်ပြလာပါတယ်။ဒါကြောင့်ပရီးမီးယားလိထိပ်တန်းအသင်းတွေကလာမယ့်ဇန်နဝါရီမှာဗီနီရှက်ကိုခေါ်ယူဖို့စိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ရီယက်အတွက်ပွဲပေါင်း316ပွဲ112ဂိုးသွင်းယူပြီးချန်ပီယံလိဖလား2ကြိမ်အပါအဝင်အောင်မြင်မှုများစွာရယူပေးခဲ့တဲ့ဗီနီရှက်ရဲ့အနာဂတ်ကတော့မရေမရာဖြစ်နေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Aston Villa နဲ့စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ Matheus ရဲ့သတင်းပဲဖြစ်ပါတယ်။ Aston Villa အသင်းဟာပိုလန်နောက်ကန်လူ Matheus ကို2029ခုနှစ်အထိသက်တမ်းရှိတဲ့3နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ပိုလန်လက်ရွေးစင်ညာနောက်ခံလူကက်ဟာ2020ခုနှစ်မှာ Nottingham Forest အသင်းကနေဗီလာကိုရောက်ရှိလာခဲ့သူဖြစ်ပြီးအသင်းအတွက်ပြိုင်ပွဲစုံ193ပွဲကစားပေးထားတာဖြစ်ပါတယ်။ကက်ရဲ့လက်ရှိစာချုပ်က2028ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပေမဲ့အသင်းရဲ့ခံစစ်မှာအရေးပါတဲ့အတွက်အခုလိုစာချုပ်သစ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။စာချုပ်သစ်ကြောင့်ပျော်ရွှင်ရသလိုဗီလာအသင်းမှာကယုံကြည်မှုအပြည့်နဲ့ကစားနိုင်တာဖြစ်တဲ့အတွက်အခုထက်ပိုကောင်းအောင်စူးစမ်းသွားမှာဖြစ်တယ်လို့ကက်ရှ်ကပြောသွားခဲ့ပါတယ်။အသက်28နှစ်အရွယ်မက်သီကက်ရှ်အားဗီလာအသင်းမှာရောပိုလန်အသင်းမှာပါပွဲထွက်ကစားခွင့်ရနေသူဖြစ်ပြီးပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမန်စီးတီးအသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာအက်စတွန်ဗီလာအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကိုမက်သီကက်ရှ်ကသွင်းယူပေးထားခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်တာမိုင်ယာမီအသင်းနဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့မက်ဆီရဲ့သတင်းပဲဖြစ်ပါတယ်။လီယိုနယ်မက်ဆီဟာအင်တာမိုင်ယာမီအသင်းနဲ့2028ခုနှစ်အထိဆက်ရှိနေမယ့်စာချုပ်သစ်ကိုချုပ်ဆိုလိုက်ပါပြီ။အင်တာမိုင်ယာမီအသင်းဟာ2026ခုနှစ်မှာကွင်းသစ်ကြီးဖွင့်လှစ်ကစားဖို့စီစဉ်ထားပြီးအဆိုပါအချိန်ထိမက်ဆီဟာအသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။မက်ဆီဟာဒီယာတီအင်တာမိုင်ယာမီအသင်းအတွက်ပြိုင်ပွဲဆောင်44ပွဲကစားထားရာ39ဂိုးသွင်း18ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဖလားပြိုင်ပွဲပုံစံအသစ်ကိုအတည်ပြုကြေညာခဲ့တဲ့ FIFA ဥက္ကဋ္ဌ Infantino ရဲ့သတင်းပဲဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေချိန်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Infantino ကအရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေအတွက်ဘောလုံးပြိုင်ပွဲပုံစံအသစ်တစ်ခုကိုတနင်္ဂနွေနေ့မှာမိတ်ဆက်ကြေညာခဲ့ပါတယ်။ရှေ့တောင်အာရှနိုင်ငံတွေကဒေသတွင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုနှစ်နှစ်တစ်ကြိမ်ကျင်းပနေပြီးဇန်နဝါရီလအတွင်းပြုလုပ်ခဲ့တဲ့နောက်ဆုံးပြိုင်ပွဲမှာတော့ဗီယက်နမ်ကအနိုင်ရပိုဆွဲခဲ့ပါတယ်။ဒါပေမဲ့ Infantino ကတော့ပြိုင်ပွဲပုံစံအသစ်ကို FIFA ရဲ့နိုင်ငံတကာသတင်းပတ်တွေမှာကျင်းပပြုလုပ်သွားရတဲ့ကမ္ဘာတဝန်းရှိလိပြိုင်ပွဲတွေမှာကစားသမားတွေကိုလည်းသူတို့ရဲ့နိုင်ငံလက်ရွေးစင်အသင်းစီပူးပေါင်းခွင့်ပေးရန်စီစဉ်ပေးထားတယ်လို့ပြောကြားခဲ့ပါတယ်။ FIFA ကတော့အသေးစိတ်အချက်လက်တွေအဆုံးမသတ်နိုင်သေးခင်အာရှဘောလုံးအဖွဲ့ချုပ်အပါအဝင်သက်ဆိုင်သူအားလုံးနဲ့ညှိနှိုင်းဆွေးနွေးသွားမယ်လို့ပြောကြားသွားခဲ့တာဖြစ်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့ယာဒူးမှထုတ်ပယ်ခံလိုက်ရတဲ့ဂျူပီတာနီးပြအီကောတူနိုရဲ့သတင်းပဲဖြစ်ပါတယ်။လက်တလောဆိုးရွားနေတဲ့ရလဒ်တွေကြောင့်ဂျူပီတာအသင်းဟာနီးပြအီကောတူနိုအားယာဒူးမှထုတ်ပယ်လိုက်ကြောင်းကြေညာလိုက်ပါတယ်။ဂျူပီတာအသင်းဟာ3ပွဲဆက်တိုက်ရှုံးနေပြီးနောက်ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ပြီးအသစ်ခံရမယ်နီးပြအသစ်အားရှာဖွေနေစေဖြစ်ခါဗုဒ္ဓဟူးနေ့မှစတင်၍မက်ဆီမိုဘရန်ဗီလာအနေနဲ့ယာယီနီးပြအဖြစ်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆုံးထိနာထောင်ပေးတာကျေးဇူးတင်ပါတယ်ရှင်ညီမရဲ့ Global Sport MN page ကနေဘောလုံးသတင်းတွေကိုအစမပြတ်တင်ဆက်ပေးနေတာမို့ညီမရဲ့ page လေးကို like and follow လေးလုပ်ထားပေးပါဦးနော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။